ကျွန်တော်နာမည်မင်းသူကျွန်တော်ကပကြီးကားထူးထူးဆန်းဆန်းတွေကိုစူဆောင်းရတာဝါသနာပါသူပါတနေ့မှာလမ်းဘေးကရွှေဟောင်းပစ္စည်းရောင်းတဲ့ဆိုင်လေးတစ်ခုမှာထူးခြားတဲ့ပကြီးကားတစ်ချက်ကိုတွေ့လိုက်ရတယ်အဲ့ဒါကရှေးခေတ်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံပါဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအမျိုးသမီးရဲ့မျက်နှာမှာမျက်လုံးနှာခေါင်းပါးစပ်ဘာမှမပါဘူးအချော်တယ်မျက်နှာပြင်ကြီးပဲဆိုင်ရှင်ကဒီပကြီးကားကသူ့လိုပြီးဆုံးသွားလိမ့်မယ်လို့ပြောပြီးကျွန်တော်ကိုဈေးပေါ်ပေါ်နဲ့ရောင်းလိုက်ပါတယ်အိမ်ရောက်တော့ပကြီးကားကိုအိတ်ခမ်းထဲကနေရန်မှာချိတ်ထားလိုက်တယ်နောက်နေ့မနေ့အိယာနိုးလို့မှန်သေးမှကိုကြည့်လိုက်တဲ့အခါကျွန်တော်ရဲ့ညာဘက်မျက်လုံးအောက်ကမှဲ့လေးပြောင်းနေတာကိုသတိထားမိတယ်ငါပဲမားတာနေမှာပါလို့တွေးပြီးပကြီးကားကိုတွားကြည့်လိုက်တော့ပကြီးကားထဲကအမျိုးသမီးရဲ့ညက်နှာအလွတ်ပေါ်မှာအနက်ရောင်အဆက်လေးတစ်ဆက်ပေါ်နေပါတယ်ကျွန်တော်ရဲ့မှဲ့နဲ့ပုံစံကြီးထပ်တူပါပဲဒုတိယညပြီးတဲ့အခါပိုဆိုးလာပါတယ်ကျွန်တော်မနဲ့နိုးလာတဲ့အခါစကားပြောလို့မရတော့ဘူးမှန်တဲမှာကြည့်လိုက်တော့ကျွန်တော်ရဲ့ပါးစပ်ကပျောက်သွားပြီးအသားစီတွေနဲ့ပိတ်သွားသလိုဖြစ်နေပြီထိတ်လန့်တကြားနဲ့ပကြီးကားစီကိုပြေးသွားကြည့်တဲ့အခါပကြီးကားထဲကအမျိုးသမီးမှာလှပတဲ့ပါးစပ်တစ်စုံပေါ်နေပါပြီအဲ့ဒီပါးစပ်ကကျွန်တော်ကိုလောင်ပြုံးပြနေသလိုပဲကျွန်တော်ပကြီးကားကိုခွာချဖို့ကြိုးစားပေမဲ့ပကြီးကားကနေရန်နဲ့တသားတဲ့ကက်နေသလိုခွာလို့မရတော့ဘူးညဘက်ရောက်တိုင်းကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကဝိညာဉ်နဲ့ရုပ်တွင်တွေဟာအနဲ့ထိုးဆိုခံနေသလိုနာကျင်နေပါတယ်အမောင်ထဲမှာပကြီးဆွဲတံနဲ့ချင်းနေတဲ့အတန်းတွေကြားနေရတယ်ပကြီးကားတွေကအမျိုးသမီးဟာတဖြည်းဖြည်းနဲ့အသက်ဝင်လာပြီးကျွန်တော်စီကမျက်လုံးတွေကိုလူယူဖို့ကြိုးစားနေတာပါကျွန်တော်ရဲ့အမြင်အာရုံတွေဟာလည်းတဖြည်းဖြည်းဝါလာပြီးပကြီးကားတွေကိုရောက်သွားသလိုခံစားနေရတယ်အခန်းကအလဲအလွယ်လှုပ်ခြင်းကျွန်တော်ဟာအခုဆိုရင်မျက်နှာမှာဘာမှမရှိတော့တဲ့လူတစ်ယောက်ဖြစ်သွားပါပြီမျက်လုံးလည်းမရှိနှာခေါင်းလည်းမရှိပါးစပ်လည်းမရှိတော့ဘူးအသားပြင်ကြီးပဲကျန်တော့တာဒါပေမဲ့ကျွန်တော်ရဲ့အာယုံထဲမှာတော့ပကြီးကားတွေကမြင်ကွင်းကိုမြင်နေရတယ်ကျွန်တော်ဟာပကြီးကားထဲမှာပိတ်မိနေပြီးအပြင်လောကမှာတော့ပကြီးကားတွေကအမျိုးသမီးကကျွန်တော်ရဲ့အိယာပေါ်မှာထိုင်နေတာကိုမြင်နေရတယ်သူကကျွန်တော်ရဲ့မျက်နှာကိုအသုံးပြုပြီးအသက်ရှင်နေတာပါပကြီးကားထဲမှာကျွန်တော်ရုန်းကန်နေမိတယ်ပတ်ဝန်းကျင်တစ်ခုလုံးကဆေးရောင်တွေနဲ့ပဲဖွဲ့စည်းထားတာပါကျွန်တော်ရဲ့လက်တွေခြေထောက်တွေဟာလည်းဆေးရောင်တွေအဖြစ်ပြိုကျလာတယ်အဒီဘက်မှာတော့အဲ့ဒီအမျိုးသမီးကကျွန်တော်ရဲ့အဝတ်စားတွေကိုဝတ်ဆင်ပြီးမှန်ရှိမှပြုံးကြည့်နေတယ်သူကကျွန်တော်ရဲ့ဘဝကိုအပီးပိုင်သိမ်းဝိုက်လိုက်ပြီဆိုတာကျွန်တော်နားလည်လိုက်ရတယ်ဟယ်လိုမင်းသူရှိလားလို့ခေါ်ပြီးကျွန်တော်တငယ်ချင်းအိမ်ထဲကိုဝင်လာပါတယ်သူတွေးလိုက်ရတာကကျွန်တော်အဝတ်အစားကိုဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ပါအဲ့ဒီအမျိုးသမီးကကျွန်တော်အသားနဲ့ပဲပြန်ဖြေလိုက်တယ်မင်းသူကအိတ်ခမ်းထဲမှာပကြီးကားကြည့်နေတယ်တဲ့တငယ်ချင်းဖြစ်သူကအိတ်ခမ်းထဲကိုဝင်လာပြီးနေရန်ကပကြီးကားကိုကြည့်လိုက်တဲ့အခါမျက်နှာမရှိတဲ့အမျိုးသားတစ်ယောက်ရဲ့ပုံကိုတွေ့လိုက်ရတယ်သူကဒီပကြီးကားကထူးဆန်းလာကြည်လားငါ့ကိုရောင်းပါလားလို့မေးလိုက်တဲ့အချိန်မှာပကြီးကားထဲကကျွန်တော်ကတော့အော်ဟစ်သားစီနေနေမိတ်ဘယ်သူမှမကြားနိုင်တော့ပါဘူး